ဒီကောင်လေးဟာဖန်ခွက်ကိုချတဲ့အခါရုတ်တရက်ကွဲသွားပါတယ်သူတန်ရှင်းရေးလုပ်နေတော့မှရေခဲတုံးတွေကြားတဲ့ပုံနေတဲ့ဖန်ကွဲစာအပိုင်းစာလေးတွေကိုသတိမထားမိခဲ့ပါဘူးပြီးတော့အဲ့ဒီဖန်ကွဲစာတွေနဲ့ရေခဲတွေကိုခွက်ထဲပြန်ထည့်လိုက်ပါတယ်လူတိုင်းတောက်ဖို့အတွက်ဖန်ခွက်တွေကိုမြှောက်လိုက်တဲ့အချိန်မှာပဲမိန်းကလေးတစ်ယောက်ဟာရုတ်တရက်အရာဝတ္ထုတစ်ခုကြောင့်အသက်ရှူကျက်သွားပါတယ်နေကောင်းရဲ့လားတေးကြပါတယ်ဟာဖျားရည်အဲ့ဒီထဲမှာပိုးကောင်တစ်ကောင်ပါနေပါတယ်ကံကောင်းစွာနဲ့ဒါဟာမှားယွင်းတဲ့တတိပေးချက်တစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့အန်နာဟာမကြခင်ဖြစ်လာမဲ့အနေအကိုခံစားမိခဲ့ပါတယ်။သူမကချက်ချင်းပဲသူမရဲ့မောင်လေးကိုဖုံးခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူကဘောပင်ခုံကစားစရာ trampoline ပေါ်မှာကစားနေတာကြောင့်သူမရဲ့ဖုံးတန်ကိုလုံးဝမကြခဲ့ပါဘူး။ဘောပင်ခုံစရာအောက်မှာထက်မြက်တဲ့ပေါက်ချုံတစ်ခုရှိနေခဲ့ပါတယ်။ဘောပင်ခုံစရာကအရင်ကတည်းကအရေးသွေးမကောင်းပါဘူး။ဒါတော့မှသူတို့ရဲ့ဦးလေးကပျော်ပွဲတဲ့ပါဝင်ဖို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်သူတို့ရဲ့အမေရဲ့အချိန်မီဝင်ရောက်တားဆီးမှုကြောင့်သာသူတို့ရက်တန့်ခဲ့ကြရပါတယ်သူမဟာပေါက်ချုံးကိုဘောပင်ခုံစရာအောက်ကနေယူပြီးဘေးကင်းတဲ့နေရာကိုပြန်ထားခဲ့ပါတယ်သူတို့တဲကဘသူကမှဒါကလည်းတေမင်းရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကိုစိတ်ကူးလည်းမထည့်ခဲ့ကြပါဘူးသူတို့ရဲ့အတော်ဟာဝိုင်ပလင်းကိုမတော်တဆတိုက်မိပြီးလဲကျစေခဲ့ပါတယ်အဲ့ဒါကြောင့်လေထိုးဆက် air pump ကိုစတင်စေခဲ့ပါတယ်တငွေတွေကပိုက်တွေတဲကိုဖြည်းဖြည်းချင်းဝင်ရောက်သွားပါတယ်အထဲမှာရှိတဲ့ကိရိယာတွေပြုတ်ကျလာအောင်လုပ်ခဲ့ပါတယ်အန်နာနောက်ဆုံးရောက်တဲ့အချိန်မှာသူမကအခန်းကိုကြည့်လိုက်ပေမဲ့အရန်နောက်ကျသွားပြီဆိုတာသဘောပေါက်ခဲ့ပါတယ်မိသားစုတစ်စုလုံးဒီမှာပါအိုးစိတ်မကောင်းပါဘူးရက်အနှဲငယ်အတွင်းမှာပဲသူမချစ်ရတဲ့သူနှစ်ဦးဟာအချိန်မတိုင်မီတည်ဆုံသွားခဲ့ပါတယ်ဒါဟာသူမရဲ့အဖွားရဲ့တတိပေးချက်ကိုအန်နာပို့ပြီးယုံကြည်စေခဲ့ပါတယ်သူမကချက်ချင်းပဲမတ်စုစာအုပ်ကိုယူပြီးတေးသေးချာချာလေ့လာခဲ့ပါတယ်ပထမစာမျက်နှာမှာအဲ့ဒီတေးချင်းတရားမတ်စုကိုဖော်ပြထားပါတယ်စာမျက်နှာတိုင်းမှာထူးဆန်းတဲ့တည်ဆုံမှုများကိုမှတ်တမ်းတင်ထားပါတယ်ပို့ပြီးကြောက်စရာကောင်းတာကမတ်တန်းတစ်ခုဟာသူမရဲ့ဦးလေးအိမ်ကမတော်တဆမှုနဲ့အံ့ဩစရာကောင်းလောက်အောင်ဆင်တူနေပါတယ်သူမရဲ့စုံစမ်းမှုပုံမနှက်ဆိုင်လာတဲ့အခါသူမဟာနောက်ဆုံးမှာတေမင်းရဲ့ပုံစံ pattern ကိုစူးစီးနိုင်ခဲ့ပါတယ်အန်နာဟာသူမတွေ့ရှိထားတာတွေကိုမိသားစုနဲ့မျှဝေခဲ့ပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်တွေကသူမရဲ့အဖွားဝင်ဖက်ခဲ့တဲ့အတွက်တေဆုံးတဲ့သူတွေဟာသူတို့ရဲ့ကံကြမ္မာကနေလွတ်မြောက်ခဲ့ကြပါတယ်ဒီပုံကိုယ်တွေဟာသားသမီးတွေရရှိခဲ့ကြပါတယ်မတီရှိတဲ့ကလေးတွေပါဒါကြောင့်တေမင်းဟာသူတို့ကိုတယောက်ပြီးတယောက်ရိတ်သိမ်းဖို့လာခဲ့ပါတယ်ဒါကြောင့်အပိုင်းတစ်ကနေအပိုင်း9အထိဇလန်းတွေဖြစ်လာခဲ့တာပါတနည်းအားဖြင့်အရာအလုံးရဲ့အရင်းမြစ်ဟာ Elite Allies ဖြစ်ပါတယ်အန်နာရဲ့ theory အတေမင်းဟာအသက်အရွယ်အလိုက်ဝိညာဉ်တွေကိုရိတ်သိမ်းခဲ့ပါတယ်သားသမီးတွေအများကြီးရှိတဲ့အတွက်အဲ့လက်မရောက်ခင်နှစ်ပေါင်းများစွာကြာခဲ့ပါတယ်ဒါပေမဲ့သူမဟာလုံခြုံတဲ့အိမ် safe house ထဲမှာစောစီးစွာပုံနေခဲ့ပါတယ်သူမမသိမချင်းသူမရဲ့သားသမီးတွေကိုပြစ်မှတ်ထားမှာမဟုတ်ပါဘူးသူမတယောက်တည်းဟာဆယ်စုနှစ်များစွာတေမင်းကိုပိတ်ဆို့ထားခဲ့ပါတယ်ဒါကြောင့်သူမရဲ့သားသမီးတွေကိုဘေးကင်းအောင်ထိန်းသိမ်းထားခဲ့ပါတယ်ဒါပေမဲ့အခုတော့အဲ့လက်တေဆုံးသွားခဲ့ပါပြီတေမင်းဟာသူတို့ကိုအစီအစဉ်တိုင်းတယောက်ပြီးတယောက်စတင်ရိတ်သိမ်းတော့မှာပါပထမဆုံးရင်ဆိုင်ရမှာကတော့အသက်ကြီးဆုံးဦးလေးဖြစ်ပါတယ်သူမရဲ့အဖေအတော်နဲ့အဖွားတွေးသားတော့ဆက်မှုမရှိသူများမှလွယ်၍ကျန်တဲ့သူတွေအားလုံးဟာတေမင်းရဲ့စည်ရင်းထဲမှာပါဝင်ပါတယ်ဒီလိုမျိုးအတိတ်ပဲမရှိတဲ့ဆွဆွဲချက်တွေကိုကြားတဲ့အခါလူတိုင်းကအန်နာစိတ်ဖောက်ပြန်သွားပြီလို့ယုံကြည်ခဲ့ကြပါတယ်သူမရဲ့အဖွားလိုပဲယူသွတ်သွားပြီလို့တောင်ထင်ခဲ့ကြပါတယ်ဒီလိုနဲ့အဲ့ဒီစုဝေးမှုဟာသဘောထားကွဲလွဲမှုနဲ့အဆုံးသတ်ခဲ့ပါတယ်သူမရဲ့အမေတယောက်တည်းကသာသူမဘက်မှာရက်တီဖို့ရွေးချယ်ခဲ့ပါတယ်အဲ့ဒီညနေမှာဝမ်းကွဲညီကို Eric ဟာတက်တူးဆိုင်ကိုတယောက်တည်းပြန်ရောက်လာခဲ့ပါတယ်သူကရဲပြီးမရောက်တချင်းကိုဖွင့်ပြီးဆိုင်ကိုလုံးဝပိုးတက်ဖို့အတွက်အရက်ကိုထုတ်ခဲ့ပါတယ်စတီရီယိုဘော်ကအလှဆင်ပစ္စည်းတစ်ခုဟာတုံခါမှုတွေနဲ့အပြင်းထန်တုံခါနေတာကိုသူလုံးဝသတိမထားမိခဲ့ပါဘူးတုံခါမှုတွေနဲ့တူအသက်ရှူကျက်စေတဲ့အပူဒဏ်ကြောင့်သူဟာမျက်နှာကျက်ပန်ကားကိုဖွင့်ပစ်လိုက်ပါတယ်အရေးကြီးတဲ့အချိန်မှာအဲ့ဒီအချိန်မှာပဲဟန်နန်ကစိုးရိမ်တဲ့စာတူတစ်စောင်ပို့ခဲ့ပါတယ်ဒါပေမဲ့သူကလစ်လူရှုခဲ့ပါတယ်ဖန်သားပြင်ပေါ်မှာသူ့အဖေရဲ့မျက်နှာကိုမြင်လိုက်ရတာကအဲ့ဒီရဲ့စိတ်ခံစားချက်တွေကိုလှုပ်ရှားစေခဲ့ပါတယ်သူကလွမ်းဆွတ်မှုကိုဖော်ပြတဲ့တခြင်းကိုပြောင်းလိုက်ပြီးဝမ်းနည်းမှုတွေနစ်မျောသွားခဲ့ပါတယ်ပြင်းထန်တဲ့ base တန်ကြောင့်အလှဆင်ပစ္စည်းတွေပြုတ်ကျသွားပါတယ်စက်တိုက်တုံပြအမှုတစ်ခုဖြစ်ပေါ်လာပြီးနောက်ဆုံးမှာစပွဲပေါ်ကဖန်ခွက်ကိုထိမှန်ခဲ့ပါတယ်။ Eric က trap ပြီးပိုးသက်ဆေးကိုမတော်တဆတိုက်မိပြီးမှောက်စေခဲ့ပါတယ်။သူဖန်ခွဲစားတွေကိုတန်ရှင်းရေးလုပ်နေတော့မှပလင်းထဲကအရက်တွေယိုစိတ်လာခဲ့ပါတယ်။ရုတ်တရက်မျက်နှာချက်ကနေဆွဲထားတဲ့တန်ကြိုးပြုတ်ကျလာခဲ့ပါတယ်။ပြီးတော့သူ့ရဲ့နှာခေါင်းကွင်းပေါ်ကိုတိတိကျကျပြက်ကျသွားခဲ့ပါတယ်။မျက်နှာချက်ပန်ကာကအပေါ်မှာဖြည်းဖြည်းချင်းလဲနေပြီးတပတ်လေတိုင်းတန်ကြိုးကိုတင်းကျပ်စေခဲ့ပါတယ်။ Eric ဟာနှာခေါင်းကနေဆွဲခေါ်သွားခြင်းခံခဲ့ရပြီးပေါ်စားတဲ့လှုပ်ရှားမှုတစ်ခုကြောင့်မိဘထွက်ပေါ်လာခဲ့ပါတယ်